မင်းမီစားတော့ကိုကြည်စားနော်လောရိုက်တာလဲရိုက်ပေါ့တော့ဒါဆိုင်နေနာဘိုက်တွေအောက်နေမှာနော်ဆက်မရိုက်နိုင်ပဲနေမယ် မစားပါဘူးအဆက်တွေကတော့ ပြောတာပဲပြင်သူပဲစုံစားတေချာမရနော်စားတော့ကိုစင်စင်ချင်းမှာတွန်းလက်သွားလိုက်အောင်မယ်ခေချမယ်နော် အေးတော့ကဲဒီနေ့မှာတော့ခိုင်စုကနေပြီးတော့လုံးဝကိုမအရသာရှိတဲ့အစားအသောက်တို့စပြတော့မှာပဲဖြစ်ပါတယ်အခုဒီမှာမှားထားတာလေးကတင်မောတိနဲ့ပြောင်းမှုနဲ့ကိုလုံးဝချင်းဆက်လေးထောင်ထားတဲ့ဟာပြီးလို့ရှိရင်အရန်ဆက်သွားပြီဆိုလို့ရှိရင်ထမင်းလေးနဲ့စားဖို့တော့လက်ပတ်တမင်းကျုပ်ရပါလိမ့်နဲ့ပြီးတော့ဒီမှာလုံးဝအရန်မက်ဆန်တုံရန်ချင်းဆက်လေးလည်းမှာပါပြီးတော့ဒီမှာစောက်ခွဲပြုတ်ဟုတ်ပါခောက်ဆွဲပြုတ်ကိုလုံးဝအတင်းညွန့်လို့အဲ့လိုမက်စားမှာထားအဲ့ဒီအကုန်လုံးစားနောက်ဆုံးကတော့မဆလာမက်စားဆွဲတော့မယ်ရှင်ကြည့်ပေးကြပါဦးမာမက်စားညတော့မတည်ရှေ့တင်မော်ဒီပြောင်းမှုလုံးဝချစ်ချစ် special ထောင်းတာဟိုမန်နေဂျာတော့အချင်းစက်တင်စားနေလို့ပြောတယ်ရှက်ချစ်စားကြပါအောင်တော့จะเซ็นอะไรบ้างတော့มันจ้ะชูก็เขาไปไหนกันငါနည်းနည်းဆက်လာလေးစားပွဲဆိုအခုအချိုတက်မယ်အချိုတက်ရပါလဲဆိုလက်ဖက်တမင်းမိုက်စားတမင်းကိုစားခွဲမှာအဲ့လိုလက်ဖက်သားမများလေးနဲ့အဲ့လိုနေထားတာမျိုးလို့ကြိုက်တယ်ပဲနေရတာတော့ထောက်ကောင်နော်ပဲကြော်လေးရလက်ဖက်လေးရမိုက်စားတမင်းမျိုးတော့တော့ခောက်ဆွဲပြုတ်ကိုဝက်စလက်နဲ့တွဲစားထားတော့ရှက်ကောင်းအဲ့တော့ဝက်စလက်ယူမယ်လို့ရှင်ဟောဒီမှာခောက်ဆွဲနဲ့နောက်ပကလုံးလေးဟယ်လိုဝက်စလက်နဲ့ခောက်ဆွဲနဲ့Oh, spoiler. Spoiler. အဆက်စားလိုက်တာပိုက်ကလေးနည်းနည်းအောင်လာပြောပါရဲ့အဲ့အကြောင်းလို့စက်တင်မစားပါနဲ့ဆိုစားတပ်လို့မစင်ကြည့် ငါမင်းသမီးနော် ဒီကနေ့မင်းသမီးဖြစ်ပါဖြစ်စားတပ်ကိုမစင်ကြည့်နဲ့ What ရှော့ဒီမှာဆောင်းနေမယ်ဒီချာလုတ်ပြီးတော့နော် ဟောလှုပ်ပြီးတော့မှာလားဟာလား Whatစေးကိုလှုပ်ပြီးတောက်ခိုင်းတာနင့်ကိုလှုပ်ခိုင်းနေရမဟုတ်ဘူးနေရလဲငါမင်းသမီးမို့လို့ပဲရိုက်လက်တာဆိုတာလေမင်းကိစ္စခေါင်းနိမတ်မှာဆိုလို့ရှိရင်စင်မတီကွန်နဲ့အလူမီနီယံဟိုက်ဒရိုက်ဆိုက်ပါဝင်တဲ့အတွက်လေးပွားခြင်းနဲ့ရှင်ပူခြင်းကိုလျင်မြန်စွာတက်တာပြောက်ကင်းစေပါတယ်ဘလို့တောက်တော့ရမလဲဆိုလို့ရှိရင်ခေါင်းနိမတ်အထုပ်ကိုအရင်ဆုံးရှိတ်ပြီးတော့မှတောက်ပေးရပါမယ်ပူရှင်းအရသာပါဝင်တဲ့အတွက်တောက်ပြီးတာနဲ့ရင်ထဲမှာအေးမြစေမှာပါရှင်Conimas ကိုအမျိုးမျိုးအနေနဲ့တိုင်းမှာရှိတဲ့ဈေးဆိုင်တွေမှာဝယ်ယူရရှိနိုင်ပါပြီရှင်။